ဟုတ်ကဲ့ပါမဘာများလို့ရှင်းပြီ ဟိုစုတ်ချင်တယ် ဟာဘာလဲဘာကြီးလဲ ရေစုတ်တဲ့ဆက်ကိုပြောတာ အော်ရေစုပ်စရှိတယ်ကျွန်တော်မှာ ရှင်းကျွန်တော်လည်းပြောင်းနေ ဟုတ်ကဲ့လိုက်ကြည့် ဟုတ်ပြီ ရေစုပ်တွေမှာဆိုတော့ကျွန်တော်မှာ VR လေးရှိမှာအမ VR လေးဟောဒီကတော့တော်တော် standard of Korea ပေါ့နော်တော်တော်လေးကိုကောင်းတဲ့ set ဖြစ်တယ် VR engine နဲ့လည်း drive ပြီးတော့ကျွန်တော်တို့လောက်ပေးထားပါတယ်တော့ frame သားတွေပါကြတယ်တော်တော်တခြား set နဲ့ရှင်းကြည့်ပါတော်တော်လေးကောင်းပါတယ်တော်တော်လေးဟာဘယ်ပြောမလဲကို standard of Korea ဆိုတော့တော်တော်လေး quality ကောင်းတဲ့အင်းစားလေးပါ ဟိုကောင်စုတ်လို့နိုင်လား ဟမ် ကောင်းစုတ်လို့နိုင် ဘာလဲ ကောင်းစုတ်လို့နိုင် ဟိုလေမှာဘာတယ်လက်မလုံးနဲ့စုပ်ချင်ရတယ်ဘာတယ်လက်မလုံးနဲ့စုပ်ချင်ရတယ် ဟိုဘာပြောလဲရှစ်စီလို့ ဟာမဟုတ်ဘူးဒီမှာဟိုကဘာတယ်လက်မစုပ်မှာနှစ်လက်မလား6လက်မလား4လက်မအဲ့ဒါပြောတာ ဘယ်လမလောက်စုတ်မလဲ နှစ်လက်မနဲ့စုပ်မှာဒီမှာနှစ်လက်မပဲဗီဒါနှစ်လက်မရေစုပ်ပန်ရှမ်းကောင်းတယ် စုတ်လို့ကောင်းနိုင်မှာနော် ဟာရတယ်ကောင်းစုပ်လို့ရတယ်အဲ့ထည့်ပြောဒါစကားသိမရှင်းတော့လေ တမျိုးမထင်နဲ့တော့ရေစုတ်မှာပြောတာ သိပါတယ်ရေစုပ်မှာပဲကျွန်တော်ရေစုပ်မှာပြောတာကျွန်တော်ဘာပြောနေလဲ အေးပါ ရေစုပ်ဆိုတော့အေးရှင်းနိုင်တယ်ကို ကျမတို့စိုက်ရဲမှာစုတ်ချင်လို့ ရတယ်စုပ်လို့ရတယ်အဆင်ပြေတယ် စစ်ပြ Vita brand stand off Korea မှာတွေ့လား ဟုတ် ရှယ်လုံးอ่ะ ဟုတ် အကြမုံစုပ် စုတ်အမုန်းစုတ်လို့နိုင်တယ်မလား နိုင်တယ် ဟုတ် နိုင်စိတ်ချစ ကောင်းစုတ်နေ ဆက်တယ်နိုင်တယ် ဒီစံလေးရဘလောက် ဈေးလေးတော့လေးတော့သွားပါမဟုတ် ဟုတ်ကဲ့အမခံ အမကလက်ကမ6လပေးရပါတယ်ဟုတ် ဟုတ်အိမ်ရောက်ပို့ပေးမယ် ဖို့ပေးရပါတကယ်လို့အနည်းဆိုရင်တော့ delivery fee ပါအဝေးဆိုရင်တော့ဟိုအသွားပြန်စီဖို့2000လောက်တောင်းပါတယ်ခင်ဗျ ဟုတ်ကဲ့ရှင် ဟုတ် အဲ့ဒီစလီဘတ်စုတ်ဒီစကောင်းစုတ်နိုင်တယ်မ စုံနေပါတယ်မဟုတ် ဟုတ်ဒီစိုက်တယ်မစုတ်ဘူး ရတယ်စုံလို့ရတယ်ဟုတ် စုတ်လို့ရဒီစလီဘတ်ယူမယ်မ ဒီဆက်လို့ရပါနော်ဟုတ်ကဲ့ပါလိုက်ကြပါနော် ချက်တယ် လှုပ်နေလေ နာမယူလာနာ ဟိုမှာအရှိမတိုင်းရှိမ စုတ်ကင်းစုတ်လို့ရ ရတယ်အရှိမတိုင်းရှိမတိုင်းအဲ့တော့ဟောတာအရှိမတိုင်းရရှိမတိုင်းနော်အေးထိုင်နော်အခါလေးငွေရှင်းသွားမယ် ခါလေးရှင် ဟုတ်ဟောကြတယ်နော်နေလေးမမနေနော် ကောင်းစုတ်လို့ရ ရတယ်တေးပြီ ချက်တယ်ဟဲ့ နေဘယ်လိုဖြစ်နေလောက်ပြီမယ် ဟဲ့ကောင်းစုတ်လို့ရတယ် ဟာဘောက်ကြဖြစ်နေတယ်ခဏကျွန်တော်အာရုံလာမနောက်နဲ့ခဏနေ မဟုတ်ဘူးကောင်းစုတ်လို့ရတယ် ရတယ် စိုက်ထဲမှာ တိုက်ဆုပ်အမုံဆုပ် ဟုတ် စိုက်ထဲမှာရှိတဲ့ရေတွေအကုန်ဆုပ် စုတ်မနော် ကြည့်မြောင်းတဲ့ရေမှာဆုပ်လို့ရအရှိရမြောင်း ဟုတ်ပြီစုတ်မနော်